နိုင်ငံတော်ဝန်မှပြည်သူများကိုပြစ်မှတ်ထားတပ်ဖြတ်နေသည့်လေကြောင်းတိုက်ခိုက်မှုများတွင်စစ်တပ်ကအမျိုးသမီးတိုက်လေမှုများကိုယာဒူတို့စုပေးစနစ်ဖြင့်တွင်တွင်ကျဲကျဲအသုံးပြုကြောင်းသိရှိရပါသည်။မြန်မာနိုင်ငံတော်ဝန်ရှိပြည်သူများကိုပြစ်မှတ်ထားတပ်ဖြတ်နေသည့်လေကြောင်းတိုက်ခိုက်မှုများတွင်စစ်တပ်ကလေတပ်အရာရှိအမျိုးသမီးတိုက်လေမှုများကိုယာဒူတို့စုပေးစနစ်ဖြင့်တွင်တွင်ကျဲကျဲအသုံးပြုလက်ရှိကြောင်းလေတပ်သတင်းရင်းမြစ်ကပြောပါသည်။ရခိုင်ကတိုက်လေအုပ်များတွင်အမျိုးသားလေတပ်အရာရှိများသာတိုက်ခိုက်ရေးများတွင်အဓိကအသုံးပြုခဲ့တော်လဲ2022ခုနှစ်မှာစတင်ပြီးစစ်တပ်ကအမျိုးသမီးလေမှုများကိုပါတိုက်ခိုက်ရေးအတွက်ပါလေ့ကျင့်သင်ကြားနေရပေးလာကြောင်း2025ခုနှစ်အတွင်းလေတပ်အရာရှိအမျိုးသမီးလေမှုများကိုတိုက်လေအုပ်များတွင်ထည့်သွင်းကတိုက်ခိုက်ရေးအဓိကလေမှုများဖြင့်အသုံးပြုလာနေကြောင်းသိရှိရပါတယ်။တိုက်ခိုက်ရေးတိုက်လေအုပ်တွေမှာအမျိုးသမီး pilot တွေပါလာကြပြီးအရင်ကတွဲဖက်လောက်ပဲ300ကအခုတိုက်လေအုပ်တွေထဲမှာအဓိကလေမှုတွေဖြစ်အသုံးပြုနေပါပြီ။တိုက်ခိုက်မှုနဲ့ပြန်သားမှုစွမ်းရည်ဘုံကျဲမှုပေါ်မူတည်ပြီးအမျိုးသားလေတပ်အရာရှိတွေနဲ့တန်းတူအပြန်ရာထူးတို့စုပေးစနစ်တွေလည်းကျင့်သုံးနေတယ်ဟုလေတပ်သတင်းရင်းမြစ်ကပြောဆိုပါတယ်။စစ်တပ်ကအမျိုးသမီးလေသူရဲများကိုလေ့ကျင့်မွေးထုတ်ပေးနေရတွင်တိုက်လေယာဉ်ပိုင်းလော့လေသူရဲများနဲ့ MI-17, MI-35 ရဟန်ပိုင်းလော့များကိုတပတ်စဉ်လင်အနည်းဆုံး10ဦးဝန်းကျင်ဖြင့်မွေးထုတ်နေကြောင်းသိရှိရပါတယ်။ထိုကဲ့သို့စစ်လေယာဉ်များဖြင့်ဘုံကျဲပစ်ခတ်သည့်စစ်စေးရေးများတွင်အမျိုးသမီးလေသူရဲများကိုလေ့ကျင့်သင်ကြားအသုံးပြုလာခြင်းမှာအကြမ်းဖက်စစ်ကောင်ဆောင်မဲအောင်နိုင်ဓာတ်ရိုက်ညွှန်ကြားချက်အရဖြစ်ကြောင်းသိရှိရပါတယ်။ကလေးမျိုးတွင်လူငယ်များပေါ်တာဆွဲဖမ်းဆီးခံရမှုဆိုးဆိုးရွားဖြစ်နေကြောင်းသိရှိရပါတယ်။စကိုင်းတိုင်းကလေးမျိုးမှာအကြမ်းဖက်စစ်တပ်ကလူငယ်တွေကိုအဓိကပြစ်မှတ်ထားပြီးပေါ်တာဆွဲဖမ်းဆီးတာတွေဆိုးဆိုးရွားလှုပ်ဆောင်လာတာကြောင့်လုံခြုံရေးအတွက်အထူးဂရုပြုတွာလာကြဖို့ကလေးမျိုးလူထုတိုက်ပွဲဥဆောင်ကော်မတီ KPSSC ကအသိပေးတိုက်တွန်းထားပါတယ်။လက်ရှိမှာကလေးမျိုးကအမျိုးသားလူငယ်တွေဟာမြို့ပေါ်ကလူစီကားရရက်ွက်တွေနဲ့လမ်းစုံနေရာတွေမှာအကြမ်းဖက်စစ်တပ်နဲ့စစ်တပ်လက်ပါစီပြူစောထီးတွေရဲ့စောင့်ကြိုဖမ်းဆီးတာတွေစက်တိုက်ခံလာရသလိုကြေးရွာတွေထဲမှာလည်းအလုံးအရင်နဲ့ဖမ်းခေါ်ခံရတာမျိုးတွေရှိနေတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းမှာလည်းကလေးဝလမ်းပေါ်ကြီးကုန်းကြောက်ခုတ်ကွေ့မှာရှိတဲ့စစ်တပ်ဂိတ်မှာအကြမ်းဖက်စစ်အုပ်စုတပ်တွေဟာလည်းကြီးကုန်းရွာတွေကအရက်သားများပြားကိုဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့သိရှိရပါတယ်။ကလေးမှာပေါ်တာဆွဲတာကတော့တွေးတဲ့သူကိုအကြောင်းရှာဆွဲတာမျိုးပေါ့။ရက်ွက်ထဲမှာလည်းစရင်အတိအကျမဲနိုင်ရတယ်။ဒါပေမဲ့တချို့တွေကြသွေးသားထဲကလိုစစ်တပ်ကိုထောက်ခံသဘောကျလို့ပြူစောတိလောက်ကြတာများတယ်လို့ဒေသခံတွေကပြောပါတယ်။ကလေးမျိုးပေါ်ကစံပြလမ်းနဲ့ပင်လုံလမ်းမတော်တော့စိတ်ကန်းသာစိမ့်နဲ့စိတ်ကန်းသာလမ်းမြို့သားတရားအနီးပင်လုံမီပွိုင်းတရားဦးစံပြလမ်းကျိုးစားမြို့ဖုန်ကြီးကျောင်းအနီးဘူတာလမ်းခွဲတောင်တာနဲ့မြို့ထွက်ဂိတ်တွေဟာစစ်တပ်နဲ့ပြူစောတိဖွဲ့ဝင်တွေကနေ့စဉ်နဲ့အမျှဆိုသလိုစစ်ဆေးရေးအကြောင်းပြပြီးပေါ်တာဆွဲဖမ်းဆီးမှုတွေစက်တိုက်လှုပ်ဆောင်နေတယ်လို့ကလေးမျိုးလူထုတိုက်ပွဲဥဆောင်ကော်မတီကသိရပါတယ်။ဒါကြောင့်မြို့နေလူငယ်လူရွယ်တွေအနေနဲ့စီကားရနေရာမြို့ဝင်မြို့ထွက်ဂိတ်တွေကိုရှောင်ရှားသွားလာကြဖို့ KPSSC ကအသိပေးတိုက်တွန်းထားပါတယ်။လက်ရှိမှာအကြမ်းဖက်စစ်တပ်ဟာကလေးမျိုးကနေချင်းပြည်နယ်ဖလန်းမြို့ဘက်ကိုစစ်ကူပို့ဆောင်တာတွေရှိနေသလိုကလေးမျိုးတောင်ဘက်ပိုင်းကလေးကန်ကောလမ်းပိုင်းမှာလည်းအကြမ်းဖက်စစ်အုပ်စုတပ်တွေနဲ့တော်လိုင်းတပ်တွေထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့သိရပါတယ်။မုံရွာတွင်ငွေလွှဲကုံစုံဆိုင်ကိုကြီးစံပို့ကငွေညစ်ခဲ့သည့်ရဲအုပ်ဟာနယ်မြေကျော်လှုပ်ရှားသည်ဟုဆိုကအချင်းချင်းပြန်လည်ဖမ်းဆီးကြောင်းသိရှိရပါတယ်။စကိုင်းတိုင်းမုံရွာမြို့သစ်ရက်ွက်ရှိငွေလွှဲငွေထုတ်ကုံစုံဆိုင်ဒီဇိုင်းကိုစစ်ကော်မရှင်လက်အောက်ခံရဲအုပ်တူကကြီးစံပို့ကချင်းချောက်ငွေညှစ်ခဲ့တဲ့ဖြင့်နယ်မြေခံရဲများကအချင်းချင်းပြန်လည်ဖမ်းဆီးခဲ့ရကြောင်းသိရှိရပါတယ်။ပြီးခဲ့သည့်ဖေဖော်ဝါရီလ17ရက်နေ့ပိုင်းတွင်စကိုင်းမြို့၌တာဝန်ကျနေသည့်ရဲအုပ်အဆင့်ရှိသူတူကဘုံရွာရှိငွေလွှဲငွေထုတ်ပြုလုပ်နိုင်သောကုံစုံဆိုင်ကိုချင်းချောက်ငွေတောင်းခံသည့်စာနဲ့9.6နှစ်ကြီးစံတောက်ပေးပို့ခဲ့ကြောင်းသိရပါတယ်။ယခုစာကိုရသည်နဲ့ငွေကျပ်သိန်း100ယူပြီးစိန်မပြလမ်းထဲကိုထွက်ခဲ့ပါကျွန်တော်တို့စောင့်ကြည့်နေသည်မူမှန်သောအခြေအနေဖြစ်ပါကတွေ့ပါကယခုပါသောကြည်ဒီနောက်တစ်ခါတင့်တွက်ဖြစ်လိမ့်မည်10မိနစ်စောင့်ပြီးတင်မကမူမှန်ရင်ကျွန်ုပ်ကိုအစိုးမဆိုပါနဲ့ဟုရေးသားထားသည့်စာကိုချင်းချောက်ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်ထို့သောရေးသားထားသည့်အဆိုပါစာရွက်နှင့်အတူ9.625ကြီးစံတောင်းကိုရဲအုပ်ဖြစ်သူကဆိုင်းပိုင်ရှင်ထံပေးပို့ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်စကိုင်းရဲကမုံရွာကိုကြော်လာတော့တာပေါ်ရေကြော်တာကိုလက်မခံတဲ့အတွက်နေမြေခံရဲတွေကပြန်ဖမ်းပစ်လိုက်တယ်လို့ယူဆရတယ်။ဒီလိုဖြစ်ပျက်မျိုးတွေဆိုတော်လှန်ရေးဘက်ကလှုပ်တဲ့အောင်စစ်လော်ဘီတွေကဝါဒဖြန့်လေ့ရှိပေမဲ့အခုကတော့သူတို့အချင်းချင်းလက်ပူးလက်ချက်ပြန်ဖမ်းမိသွားတာဟုဘူကြီးစင်ရောကပြောပါတယ်။
ထို့သို့ငွေညှစ်သည့်သတင်းမှာမုံရွာရှိစစ်ကောင်ရှင်တပ်ထံရောက်ရှိသွားပြီးမုံရွာမြို့ကျွဲရဲစစ်စေးဂိတ်မှဘူကြီးဇွဲထက်နဲ့မြို့နယ်ရဲစခန်းမှုလူရဲမှုစိုးမိုးပိုင်ခရိုင်ရဲစခန်းမှုရဲအုပ်အောင်ကျော်ထေးဦးစီးသည့်အဖွဲ့သည်အဆိုပါနေ့နံနက်ပိုင်းတွင်ပင်အောင်ချမ်းသာရက်ကွက်စိန်မပြလမ်းတွင်ပိတ်ဆို့ရှာဖွေခဲ့ကြောင်းသိရပါသည်။ယင်းနောက်ချင်းချောက်ငွေတောင်းယူသူဟုယူဆရသည့်မတင်ကားပွဲရာလူတူကိုအက်တမ်စင်ကထည့်ထားသည့်ဖုန်းနှင့်အတူဖမ်းဆီးမိခဲ့ပြီးချင်းချောက်ခံရသည့်ဆိုင်ပိုင်ရှင်ကစာလာပို့သူဖြစ်ကြောင်းအတည်ပြုခဲ့ပါသည်။ဖမ်းဆီးရမိသူမှာစကိုင်းမြို့ CCTV Control Room တွင်တွဲဘက်တာဝန်ထမ်းဆောင်နေသည့်ရဲအုပ်ယာယီချမ်းမြေအောင်39နှစ်ဖြစ်ပြီးကွမ်းချံကုန်းဇာတိဖြစ်ကြောင်းရဲတရင်ရင်းနှင့်များထမှသိရှိရပါသည်။